ကျွန်တော်ဒီနေ့ပင်လယ်ကမ်းခြေမှာရှိတဲ့အခက်မဲ့ပင်လယ်စာတွေကိုလိုက်လံရှာဖွေစားတော့ကြမှာဖြစ်ပါတယ်။ကျွန်တော်ပင်လယ်ကမ်းဆက်ကကြောက်ဆောင်လေချားမှာဟင်းအိုးတစ်လုံးကိုချထားလိုက်ပါတယ်။အဖုံးကိုဖွင့်လိုက်တဲ့အခါအတွင်းမှာနီရဲနေတဲ့ငရုတ်တီးနှင့် sauce တွေကပွတ်ပွတ်ဆူဖို့အသင့်ဖြစ်နေတာကိုတွေ့ရပါတယ်။ဒီနေ့တော့ကျွန်တော်ပင်လယ်ရေကြချိန်မှာအခက်မဲ့စားလို့ရမယ့်ပင်လယ်စာအသစ်တွေကိုလိုက်ရှာတော့မှာပါ။ကြောက်ဆောင်တွေကြားကရေအိုင်လေးထဲမှာကင်းမုံတစ်ကောင်ကိုတွေ့လိုက်ရပါတယ်။အဲ့ဒီကင်းမုံပေါ်မှာတော့လှပတဲ့ခယူခွန်လေးနဲ့အနားယူနေတဲ့ဝှက်ဖဲကောင်လေးတစ်ကောင်ရှိနေတာပါကျွန်တော်အဲ့ဒီဝှက်ဖဲကောင်လေးကိုလက်နဲ့ကင်မြောက်ကြည့်လိုက်ပါတယ်သူ့ရဲ့ခယူခွန်ကအစင်းကောင်းလေးတွေနဲ့အယမ်းလာသလိုသူ့ရဲ့ခြေထောက်လေးတွေကလည်းပန်းရောင်တန်းပြီးအမွှေးလေးနေနဲ့ပြီးနေတာပါကျွန်တော်ကင်းမွန်ကြီးကိုလည်းစစ်ဆေးကြည့်လိုက်ပါတယ်ဒီကောင်ကြီးကတော်တော်လေးကြီးပေမဲ့တခုခုနဲ့အညှက်ခံအားသလိုထင်နေပါတယ်ဒါပေမဲ့အနံ့တက်ကတော့မစိုးလာသေးတာမို့စားလို့ရနိုင်ပါသေးတယ်ကျွန်တော်ဝှက်ဖဲကောင်လေးကိုအရင်ဆုံးစားဖို့ပြင်ဆင်လိုက်ပါတယ်သူ့ကိုကင်းမွန်တက်တောင်ပို့ပြီးအရသာရှိမယ်လို့ကျွန်တော်ထင်ပါတယ်ဝှက်ဖဲကောင်လေးရဲ့အသားပေါ်ကိုဝါဆာဘီအစိမ်းရောင်လေးညှစ်ထည့်လိုက်ပါတယ်ပြီးတော့ကျွန်တော်အဲ့ဒီကောင်လေးကိုဒလုတ်ထဲနဲ့မြင်းမြင်းရှက်ရှက်စားပစ်လိုက်ပါတယ်ဝါဆာဘီရဲ့ဆက်ရှက်ကြီးအရသာနဲ့ပင်လယ်စားရဲ့လက်ဆက်မှုကလိုက်ဖတ်လွန်းလာပါတယ်အဲ့ဒီနောက်မှာတော့ကင်းမွန်ကြီးကိုဟင်းအိုထဲထည့်လိုက်ပါတယ်နောက်တနေရာကိုဆက်သွားတဲ့အခါရေညီတွေဖုံးလွှားနေတဲ့ကမ်းခြေမှာငါးဖောင်စီကြီးတစ်ကောင်ကိုတွေးလိုက်ရပါတယ်ဒီကောင်ကြီးကအရန်လာသလိုတော်တော်လေးကြီးပါတယ်ကျွန်တော်ဂေါ်ပြားလေးနဲ့သူ့ရဲ့အလဲပဟောင်းကို4000ကွက်လေးလီးထုတ်လိုက်ပါတယ်အန်ဩစရာကောင်းတာကအဲ့ဒီ9ဖောင်စီကြီးရဲ့အတွင်းထဲမှာကနန်းအသေးလေးတွေအများကြီးရှိနေတာပါကျွန်တော်အဲ့ဒီကနန်းလေးတွေကိုလက်နဲ့ကောက်ယူပြီးအစိမ့်လိုက်ပဲစားကြည့်လိုက်ပါတယ်အရသာကတော့တော်တော်လေးထူးဆန်းပါတယ်ပြီးတော့9ဖောင်စီရဲ့ဥခေါင်းပိုင်းလို့ခေါ်လို့ရတဲ့အသားပတ်ကြီးကိုဆွဲထုတ်လိုက်ပါတယ်ဒီလို9ဖောင်စီမျိုးကလူကိုမရားရန်စေတဲ့အမျိုးအစားမို့စိတ်ချလက်ချကင်တွေလို့ရပါတယ်ကျွန်တော်သူ့ရဲ့အသားပတ်လေးကိုဖြည့်ယူပြီးစားကြည့်လိုက်တဲ့အခါဂျယ်လီလိုမျိုးအေးအေးလေးနဲ့အရသာရှိလာပါတယ်ရေထဲမှာလှုပ်ရှားနေတဲ့ငါးတစ်ကောင်ကိုထပ်သွေးလို့ကျွန်တော်ဖမ်းလိုက်ပါတယ်ဒါကတော့ငါးမိုင်းအသေးစားလေးတစ်ကောင်ပါသူကတော်တော်လေးရုန်းကန်နေပါတယ်ကျွန်တော်သူ့ကိုပြုံးနေတဲ့ငါးလို့ခေါ်ပြီးမြင်အခုတော့သူကစိတ်တုန်နေပုံရပါတယ်ကျွန်တော်သူ့ကိုလည်းဟင်းအိုးထဲကိုပဲပြစ်ထည့်လိုက်ပါတယ်လမ်းလျှောက်ဟင်းနဲ့ရေထဲမှာဝါလုံးလုံးအေးတာတခုမျောနေတာကိုတွေ့လိုက်ရပါတယ်ဒါကတော့ငါးပတ်တလေးပါကျွန်တော်သူ့ကိုလက်နဲ့ကင်လိုက်တဲ့အခါသူကလေတွေမှုန့်ထုတ်ပြီးလုံးဝိုင်းသွားပါတယ်သူ့ရဲ့အယောင်ကဝါချင်းချင်းနဲ့အဆက်ပေါက်လေးတွေပါပါတယ်ကျွန်တော်သူ့ကိုစားမယ်ဆိုရင်သတိပေးချင်ပါတယ်သူ့ကိုစားမယ်အစားကျွန်တော်ရဲ့ဖနက်ကိုပုတ်တိုက်ဖို့အတွက်ပဲတုံးလိုက်ပါမယ်ငါးပရင်ရဲ့ချမ်းချမ်းသာသာအရေပြားကကျွန်တော်ရဲ့ဖနက်ကိုပြောင်ဆင်းသွားစေပါတယ်ပြီးတော့သူ့ကိုရေထဲပြန်လွတ်ပေးလိုက်ပါတယ်နောက်ဆုံးမှာတော့ကျွန်တော်ဟင်းအိုးတွေကကျသွားပြီဖြစ်တဲ့ငါးမန်းလေးကိုဆဲယူလိုက်ပါတယ်သူ့ရဲ့အပေါ်ယောင်အရေပြားကိုခွာထုတ်လိုက်တဲ့အခါအတွင်းကဖြူဖွေးပြီးနူးညံ့နေတဲ့အသားတွေကိုတွေ့ရပါတယ်အဲ့ဒီအသားတွေကိုစားကြည့်လိုက်တဲ့အခါအရန်ကိုချိုမြင်ပြီးအရသာရှိလာပါတယ်ပင်လေရေကြချိန်မှာရတဲ့ဒီလို